กันหูซาเตียขันเปลวรำมินเปลวอันขวางำทีลวินฮิกาเลยหินรัลรักจามีมินุงส้มเปียดเลปังงานรักพันหินหาชงหินอันอุปาเลปนี่เฮบิรัวนักกำบันไงไลเกมากมินจูรำอุกนินกเซเดชินโพสจ journalist ประคัดกเซอันขวาเลอันรำมาหินโอเคชาติเราที่อันเตนี่นันหุนักอันเป็ดตุกนาจ่าหินอันงำที่เรามาติจุนกันหูซาเตียขันฮิกาขโมยขวยันรักพาอตัวนักอินทรงเห็นในเรามีอินนะไทยหัลมีอินสินะเห็นกาอันนักอินทรงกันมาลายมีเทียมมันเสียมาหน้าอินนะจุนอันดักมินุงส้มเด็ดเลยปังอาจันตำง่ายไงเลดินจงหาง่ายไงมาจู่หาสังง่ายนั่นอตัวอินเลเลวเตบอกเตวันดิร์นักดิ่งจงให้อันจ่าทางหาสังง่ายไงเบลเล็กยังที่เสนิพนธ์ฟันไอกงจงหินอันหาสัตักอตัวใจตินดานี่อันรักตัวเต้าหนึ่งสิที่มีเลยขีกาลยานอินเลนเลวอังขังจังเมียนอินเลนเลวกงขีกาเลยอันนักใจรองนะขีกาเลยอันรักจามที่มีพอลค่ะขีกาหินอันอุปาอันช่วยอุปาเลยฮะบิรัวนักกำบันได้ไล่ดีakuเนี่ยแบบเยอะๆเนาะaku di yau shi la re di yo bo aku le si yau shi ni re lu yi ga ti cha blo la aku le si yau shi de ha ga di ma ကျွန်တော်တို့လေစင်58ဦး58ဦးဟောလူကြီးရောကလေးရောအပြိုရောအလုံး58ဦးခုမမှာရောက်ခဲ့တာဖြစ်တယ်ပလဲဝါကနေဒီကိုဘယ်နှရက်လောက်ကြာတာလဲလားကျွန်တော်တို့ပလက်ဝါကနေသွားရင်ဒီခုမိုးအထိရောက်ဖို့အတွက်ကျွန်တော်တို့က6ရက်ပေါ့နော်6ရက်တတိကြာခဲ့ပါတယ်ဟုတ်ကျွန်တော်တို့ဒီဆက်လင်းနဲ့သွားမယ်ဆိုရင်ဆက်လင်းနဲ့ကျွန်တော်တို့တော်တော်ကိုခက်ခဲကြတာပေါ့နော်ခလေးတွေနဲ့ဒီမိသားစုနဲ့ကျွန်တော်တို့စာဝင်နေတဲ့ခက်ခဲလမ်းမှာတကယ်ကိုကြုံတွေ့ရတာပေါ့နော်မိုးတွေလေကျွန်တော်တို့လာတော့ကတော့တကယ်မိုးလေးရွာတာဖြစ်တယ်ကျွန်တော်တို့လာတော့ကတော့ဒီဘာဖြစ်လို့ဒီကိုဘယ်လိုပြောမလဲဆက်ရှောင်ပြောရမလားထွက်ပြီးအဲ့လိုပြောရမလားဆက်ဆောင်ပြတာပေါ့နော်ဆက်ရှောင်တဘောပေါ့နော်ဘာဖြစ်လို့ရွာထဲမှာမနေဘဲနဲ့ဒီကိုလာဆက်ရှောင်ကြတာလဲဟုတ်ကဲ့ပါကျွန်တော်တို့ကဒီမှာရှစ်ဆောင်တဲ့အနေကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမြန်မာစစ်တပ်တော့ကျွန်တော်တို့ကိုဘာမှတော့မလုပ်ဘူးဒါပေမဲ့ဒီAAရဲ့နိဆက်ချင်းဟာကျွန်တော်တို့ကိုမခံနိုင်လို့ကျွန်တော်တို့ထွက်ပြေးတာဖြစ်တယ်အိန္ဒိယကိုသူများနိုင်ငံမှာကျွန်တော်တို့မဝင်ချင်ပါဘူးဒါပေမဲ့ကျွန်တော်တို့နိဆက်ချင်းမခံနိုင်လို့ကျွန်တော်တို့ထွက်ပြေးတာဖြစ်တယ်ကျွန်တော်တို့ဒီကြက်ငဲလိုရင်လေသူတို့ကဘယ်လိုပြောလိုတဲ့အရာကိုတောင်းရင်လေသူတို့ကမပေးရင်တနေ့နဲ့လာပြီးမှသူတို့ဘောနော်ပြစ်တတ်တာဘောနော်ဒါပေမဲ့2000တန်တဲ့နေရာမှာ9000ပဲပေးတယ်အဲ့လိုမျိုးလုပ်တာဘောနော်ကျွန်တော်တို့ဒီကနင်တို့ရွာမှာရောတက်ဖွဲ့တွေကစခန်းချတာမျိုးဟောတာဆက်တဲ့အထိုင်ချတာမျိုးရှိလားရှိပါတယ်အဲ့ဒါလည်းကျွန်တော်တို့ရွာရဲ့ကုန်းမှာရှိပါတယ်နင်တို့ရွာကုန်းမှာဟုတ်ရွာမှာလည်းအခြေခံရွာမှာတက်အဖွဲပြီးကုန်းမှာဖို့တက်အဲ့လိုရှိတာဘောနော်ဒါဆိုရင်ရွာထဲကနင်တို့ရွာထဲကအကုန်လုံးကိုသူတို့ပိုင်နဲ့ဖိတော့ပြီးအဲ့လိုတော့ဟုတ်တယ်ကျွန်တော်တို့ကိုပြောတာသူတို့ကပြောရင်ပေါ့နော်ရခိုင်ပြည်နယ်လုံးမတက်မဲ့ဘူးသူတို့ကချင်းပြည်နယ်လည်းမတက်မဲ့ဘူးကျွန်တော်တို့ကရခိုင်နိုင်ငံပဲခင်ဗျားတို့ကကျွန်တော်တို့ရခိုင်နိုင်ငံထဲမှာခင်ဗျားတို့နေရမယ်အဲ့လိုပဲကျွန်တော်တို့ပြောဆိုတာဖြစ်ပါတယ်နော်အဲ့လိုမျိုးဒါဆိုရင်ဒီနင်တို့ရွာသားတွေပြောရမှာပေါ့နော်ရဖန်စီတာတွေရောဖန်စီခံထားရသူရောရှိလားကျွန်တော်တို့လက်ရှိရွာမှာတော့ရှိပါတယ်အခုဖန်စီလူတွေကကျွန်တော်နာမည်တော့မပြောတော့ဘူးဒါပေမဲ့ဖန်စီခံတဲ့လူက4ဦးရှိတယ်ယောက်ျားလေးလားယောက်ျားလေးတက်ပဲဘာကြောင်းဖန်ရတယ်လေသူတို့ကဘောနော်ဒီစစ်တပ်တွေကိုသတင်းပို့တယ်သတင်းထောက်လုပ်တယ်ဘာညာဆိုပြီးမှသူတို့ဆွဆွဲပြီးပေါ့နော်အဲ့လိုမျိုးသူတို့ကဖန်စီတာပေါ့နော်ဒါဆိုရင်ဒီပလဲဝအကြောင်းကိုနည်းနည်းမေးကြည့်မယ်နော်ဒီပလဲဝမှာဒီကျွန်တော်တို့ခုမီးပဲဖြစ်ချင်းလူမျိုးပေါ့ဒီချင်းလူမျိုးတွေကိုကဖန်စီတာရောရှိလားအခုပလဲဝထက်မှာတော့
ကျွန်တော်တည်တယ်လို့တော့ကျွန်တော်မြင်တယ်လို့တော့ဗောနော်အခုဒီလက်ရှိတော့ကျွန်တော်လက်ရှိတွေ့တဲ့နေရာမှာတော့မရှိပါဘူးဗျ เดี๋ยวพันที่คันไทยดูดีတော့မရှိ อ๋อဒါပေမဲ့အခုစေးဝါအနည်းတဝက်မှာဗောနော်မျိုးနေမှာတော့မသိဘူးစေးဝါရဲ့အနည်းတဝက်မှာဟိုမှာဗောနော်ဒီအုစုပန်းနေစနစ်ဆိုတော့အဲ့ထက်မှာတော့ဒီလူကစက်တက်နဲ့ပေါင်းတယ်ဒီလူကအဲ့လိုမျိုးဆိုပြီးမှသူတို့ကဗောနော်ဆွတ်ဆွတ်ပြီးမှဖမ်းဆီးတာဗောနော်အခုလက်ရှိချင်းလူမျိုးတွေခံရတဲ့ဟာကအခုအချုပ်ထက်မှာဒီအေရဲ့အချုပ်ထက်မှာလူပေါင်း88ဦးရှိတယ် เดี๋ยวพันที่คันไทย အဲ့လူတွေကိုလည်းကျွန်တော်တို့ကမြင်တွေ့ပြီဗျ ဘာကြောင့်ဖမ်းတယ်လဲဒီ သူတို့ကအခုနာတို့ပြောသလိုပေါ့နော်ဒီဆွတ်တာပေါ့နော်ဘောနော်တရင်ပေးတယ်တရင်ထောက်တယ်အဲ့လိုမျိုးဆိုပြီးမှသူတို့ကပေါ့နော်အရင်တော့ကပေါ့နော်စစ်တပ်နဲ့ပေါင်းပြီးမှကျွန်တော်တို့ဒီရခိုင်လူမျိုးတွေကိုဘောနော်နှိမ့်ဆက်တယ်ညစ်ပတ်တယ်ဆိုမှဆွတ်ပြီးမှကျွန်တော်တို့ကိုအဲ့လိုဖမ်းဆီးထားတာပေါ့နော်အဲ့လိုမျိုး ဒါဆိုရင်ဒီကဦးလီပြောမှာပေါ့ဒီစက်မရှောင်ခင်ပေါ့စက်မရှောင်ခင်မှာအေးနှိမ့်ဆက်တာတွေနှိမ့်ကွက်တာတွေရောရှိဘူးလားဂျုံဘူးလားပေါ့ ဒီစဲနိကွက်တာတော့မရှိတလောက်ပဲတခုတော့ရှိတယ်အခြားရောင်မှာဘယ်လိုပြောမလဲတစ်ချိန်တုန်းကအကျွေးရရှိတယ်တစ်ချိန်တုန်းကပြဿနာရှိတယ်တစ်ချိန်တုန်းကအညှို့ရှိခဲ့တယ်ဆိုရင်အခုမှပြဿနာရှာပြီးမှနှိစက်တာတက်တာတို့ရှိတယ်အဲ့လိုပေါ့တစ်ချိန်တုန်းကအဲ့လိုစစ်ပွင့်မဖြစ်ခင်ကတစ်ချိန်တုန်းကလွယ်ခဲ့တဲ့စီကူနေလောက်ကအဲ့လိုဖြစ်တဲ့ဟာကိုသူကအညှို့ထားပြီးမှလေကျွန်တော်ကအဲ့လိုလုပ်တယ်ဆိုတော့မှအမှရန်ဖြစ်တဲ့ဟာတွေပြဿနာဖြစ်တဲ့ဟာတွေအကျွေးရမိဟာတွေအဲ့လိုအရင်ကအညှို့တွေကိုအခုမှအကောင့်တွေပေါ်မှသူတို့ကဘယ်လိုပြောမလဲအဲ့လိုလုပ်ပါလားဆိုမှအခုမှခေါ်လာမှအဲ့ဒီအညှို့တွေကိုအခုမှတက်တယ်ပုတ်တယ်အဲ့ဒါတွေရှိတယ် ပြန်ဖော်တာပေါ့ ပြန်ခေါ်တယ် ဒါပြီးတော့ဒီကရွာအခုဒီတို့အကုန်လုံးတော့ထွက်မပြီးဘူးမထွက်ဘူးကျန်တဲ့သူရောရှိသေးလား အဲ့လိုပဲကြာရုပ်လေးသူကကြံတယ် အဲ ထွက်ပြေးတာတော့များတာပေါ့ ထွက်ပြေးတဲ့သူပုံများတယ် ပုံများတယ် ရွာရောဘယ်လိုလဲမိရှုတာတွေများလား နေထူတာတော့မရှိဘူးအဒီကတော့လက်တမီတွေကကြောက်တက်ဖို့မရတာပညာရေးကိုလေဘယ်လိုပြောမလဲဥစားပေးလို့မရဘူးသူတို့ဥစားမပေးဘူးပညာရေးကိုလေဌာနဆိုင်ကလည်းအားလုံးပိတ်ထားတယ်ဌာနဆိုင်ကလည်းအားလုံးမဝင်ရထီရောဆိုအေးယူနေအဲ့လိုလုပ်ထားတာရှိတယ်သူတို့ဘအုပ်ချုပ်တယ်သူတို့ပဲအလုပ်ခေါ်တယ်ဌာနဆိုင်ကိုဘယ်လိုအလုပ်ထည့်မှာဆိုတော့သူတို့ပဲဌာနဆိုင်ကိုအလုပ်ခေါ်တယ်သူတို့ကခန့်တယ်သူတို့ကလာစားပေးမယ်ဆိုပြီးတော့ကျွန်တော်နေကျွန်တော်ရခိုင်နိုင်ငံပဲဆိုပြီးမှအဲ့လိုလုပ်ခေါ်တာပေါ့အဲ့ဌာနဆိုင်ရာတွေကမဝင်ရလုံးဝထီရောဆိုဝင်အရေးယူနေအဲ့ဒါစားတဲ့ကြိုက်ရတယ်လို့ရှိတာပေါ့လူတွေမှာတော့လေ ဒါဆိုရင်ဒီလွတ်လပ်တဲ့နေမီပြောရမှာပေါ့နော်ဒီနေမီကဒီမှာအသက်ရှင်ဖို့အတွက်ဘယ်လိုစီစဉ်ထားတာလဲဦးလေးအနေနဲ့ ကျွန်တော်ဒီမှာတက်ရှင်ဖို့အတွက်စီစဉ်တာကအဓိကနံပါတ်1ကျန်းမာရေးနံပါတ်2ပညာရေးနံပါတ်3စီးပွားရေးအဲ့ဒါကလောကမှာလူတိုင်းကအရေးကြီးဆုံးဖြစ်ပါတယ်အဲ့မှာစီကိုစိတ်ခိုင်းလည်းမရှိဘူးပညာသင်ဖို့လည်းမရှိဘူးစားတောက်လုပ်ကြစားတောက်ဖို့လည်းသူတို့ခွင့်မပေးဘူးတော့မှထွက်ဖို့တော့မရဘူးတော့မှထောက်ဟိုမှာတခုခုတော့ဘုံပါလိုက်အဲ့လိုဖြစ်လိုက်ထွက်ဖို့ကိုလည်းမပေးဘူးအဲ့လို သူတို့ကရွာပြင်ကိုထုတ်ဖို့မပြီး ဘယ် ဘူး လိုလှုပ်ရှားဖို့မပေးဘူး ဩ လှုပ်ရှားဖို့မပေးဘူးအဲဒါကြောင့်ကျွန်တော်တို့ကဒီမှာလွတ်လပ်နေမှာရောက်တဲ့အကြောင်းရင်းကအဓိကကျွန်တော်ပညာရေးလိုတယ်ကျန်းမာရေးလိုတယ်စီကိုစိတ်ခဲကိုတခုခုဖြစ်စေကူတာဘလို့တယ်ပညာကလေးတငယ်တို့ပညာသင်ဖို့လိုတယ်မိဖတွေကမာပြီးဖြစ်ဖြစ်တာတမီကိုကျွေးမှုဖို့အလုံးလေးပါလေတောင်ရခိုးစားဘလို့တယ်ဟင်းခင်းတွေလှုပ်ရှားဘလို့လိုတယ်အဲ့ဒါကြောင့်ဒီမှာလွတ်လပ်နေမှာရောက်ချင်းဖြစ်ပါတယ်ကျွန်တော်တို့က ဒါဆိုရင်ရွာမှာတုံရခုတ်ဖို့သူတို့ဒါ တတ်မိတာပေါ့အခုစိုက်ခင်းတွေကိုမှဝေထားတဲ့စိုက်ခင်းတွေပေါ့နော်ဒီစိုက်ခင်းတွေရှိတယ်ဒါပေမဲ့သူတို့ခွင့်ပြုချက်မရလုံးဝကျွန်တော်တို့လို့မရဘူးအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အခုစိတ်ခင်းတုံးမှလောက်ကန်ဖို့မရှိတော့ဘူး ဟုတ်တယ်ပြီးရင်အခုပေါ့နော်ဒီအိမ်တွေကြာနေအခုဒီလိုပဲ
အိမ်ကိုလည်းဥမာနော်လူနေတဲ့ဝါအိမ်ကြရင်တော့သူတို့6000တောင်းတာပေါ့နော်အကောက်ပေါ့နော်ဒီမြေခါဆိုမှာပေါ့နော်သူတို့ကအဲ့ကောက်တာပေါ့နော်မနေနိုင်အောင်ဒီကျွန်တော်တို့ချင်းလူမျိုးတွေကိုအဲ့လိုလုပ်တာပေါ့နော်ဟိုမှာတို့ဒီပြင်အင်တွေကြရင်တော့3သိန်းတိုင်ရှိတဲ့ဟာဟိုမှာအုပ်နဲ့ကြရင်တော့3သိန်းတိုင်ပေါ့နော်3သိန်းအဲ့လိုကောက်တာပေါ့နော်ပြီးအခုပြင်အင်တွေကြရင်တော့2သိန်းအဲ့လိုကောက်တာပေါ့နော်အဲ့လိုမျိုးဖြစ်တာပေါ့နော်ကျွန်တော်တို့မနေနိုင်အောင်ကျွန်တော်တို့ကိုလုပ်တာပေါ့နော်တက်မဲ့အဲ့လိုအနံချင်းသွားတာပေါ့နော်အဲ့လိုကောက်တာဟုတ်တယ်ဟုတ်မြေဟိုပေါ့မြေခွန်ခအိမ်ခွန်ခလီယာမြေခဆိုမှသူတို့ကအလောအခွန်ကောက်တယ်ဒါဆိုအခွန်မပေးတော့လုပ်ဖို့မပေးဘူးပေါ့အရင်ရောဒီလိုရှိမရှိဘူးဒီဘောနော်ဒီမြန်မာရဲ့မြန်မာပြည်မှာနေတဲ့အချိန်မှာဒီမြန်မာအုပ်ချုပ်တဲ့နေ့စနစ်အချိန်မှာကျတော့ကျွန်တော်တို့ကအဲ့လိုမရှိပါဘူးဗျကောက်တယ်ဒါပေမဲ့နေတယ်လေသူတို့ကအဲ့လိုသူတို့ကရခိုင်นู้นလည်းပဲဒါပေမဲ့သူတို့ကတနေ့မှာဘလောက်ဆိုတဲ့ကဒါပေမဲ့ဥမာနော်ဒီသူတို့အထက်တန်းထက်တော့မတောင်းဘူးဗျသူတို့ကတိန်နဲ့ငါတောင်းတော့လေအေးလေကျွန်တော်တို့ကတိန်နဲ့ကိုအဲ့ဒီတို့ကဆိုတော့40 50တီး50အဲ့လိုပဲအဲ့လိုကဟိုကတိန်နဲ့ကျော်တော့တောင်းတော့လေအခုအိမ်မှာမရှိဘူးဆိုလို့ရှိတယ်အဲ့ဒီအိမ်မှာလည်းအိမ်မလဲချိပေးတယ်ဝင်ရတော့ဘူးဖြိုပလိုက်တာပေါ့နော်အဲ့လိုမျိုးရှိတာပေါ့နော်လူမနေတဲ့အိမ်ကိုသူကအကလုံးဖြိုတယ်သူတို့ကတိမ်လိုက်တယ်ပိတ်ထားတယ်အကလုံးဖြိုတယ်လူဝယ်လို့မရတော့ဘူးနောက်ထပ်ဝယ်လို့မရဘူးအဲ့လိုပိုင်စင်ရောက်လည်းမရတော့ဖမ်းခံတာပဲလို့ဒါဆိုရင်ဟောရာတွေရောဒီအပြူလေးပြောရမှာပေါ့မင်းကလေးပိုင်းမဘလို့လဲနိုင်ချင်တာမျိုးရောရှိတယ်ကျုံတယ်အဲ့ဒါကပေါ့နော်အခုမိဘတွေသဘောမတူဘူးဗျာမင်းကလေးကလည်းမချစ်ဘူးဗျာဒါပေမဲ့မင်းကလေးဟိုကအေးဖက်ကတော့ချစ်တယ်ဆိုတော့သူတို့ကလိုက်တောင်းတာပေါ့နော်တောင်းလို့မပေးဘူးဆိုတော့သူတို့တခါကျရင်အတမခေါ်တာပေါ့နော်အဲ့လိုအတမယူသွားတာပေါ့နော်အခုအများကြီးပဲကျွန်တော်တို့ချင်းလူမျိုးတွေအများကြီးပဲဒီအေးထဲမှာနေတာပေါ့နော်သူတို့ကြိုက်ပြီဆိုရင်သူတို့အတင်းယူတာဟုတ်တယ်အဲ့လိုမျိုးလုပ်တာပေါ့နော်တော့နတ်နာကြီးပုံစံမျိုးနဲ့ရောသူတို့မပေးပါဘူးလုံးဝမပေးဘူးဘာမှလည်းပေးဘူးအဲ့လိုလုပ်တာပေါ့နော်ကျွန်တော်တို့ဒါဆိုရင်ဒီမှာဒီခမွိုင်းရွာမှာနေနေဆိုတော့ဘယ်လိုလဲဒီရွာမှာရောအဆင်ပြေမလားစာရေးတော့ဒီတော့ဘယ်လိုဒီမှာတော့ကျွန်တော်တို့အရှင်ပြေမယ်လို့တော့မထင်ပါဘူးဒါပေမဲ့အတိကတော့ပေါ့နော်ဒီကိုမှာဒီကြေးဝါတဲ့ရှိတဲ့လူကြီးပိုင်းနဲ့ပေါ့နော်ဒီလူငယ်ပိုင်းတွေနဲ့ကျွန်တော်ပူပေါင်းပြီးမှပေါ့နော်ဒီထင်းခိုးဝါခုတ်ပေါ့နော်ဒီဒီငပြောဖို့တွေပါတယ်သွားရှာပြီးမှရောက်မယ်အဲ့ဒီမှာကျွန်တော်တို့ရှင်းတန်မယ်လို့ကျွန်တော်တို့မျှော်နေတာပေါ့နော်ဒီနေရာမှာအဲ့လိုပဲနော်ကျွန်တော်တို့မှာအခုအချိန်မှာသွားမင်းလိုင်းလည်းမသိဘူးစကားလည်းမတတ်ဘူးပြီးရင်ဒီနေရာဒေသရဲ့အလိုက်အတီးလည်းကျွန်တော်တို့မသိတာဖြစ်တယ်အခုအချိန်မှာတော့နော်ဟုတ်ဒါဆိုရင်နောက်ဆုံးအနေနဲ့ဒီခုလူမျိုးပေါ့နော်ဒီတခြားနိုင်ငံတီးမရှိတဲ့ခုလူမျိုးပုံမှာဘာတွေတောင်းဆိုချင်တာတခုခုများရှိလားဒီဘာတွေမြင်လို့ရလူအချက်ပြောရမှာပေါ့နော်ဒီဟာကိုငင်နိုင်တော့ငါတို့အတွက်စင်ပီမယ်အဲ့လိုဖြစ်နေဆိုတဲ့ဟိုဒီကကိုကပြောပြလိုက်ဟုတ်ကျွန်တော်တို့အတွက်ကိုညီနိုင်ဖို့အတွက်တော့ကိုညီပေးဖို့အတွက်တော့ကျွန်တော်တို့တောက်ဆိုချင်တာပေါ့နော်ဒီအဓိက point တော့ကျွန်တော်တို့စာဝင်နေရဲ့ပဲနော်စာဝင်နေကျွန်တော်တို့ခေါ်လုံးမှုမရှိတော့လဲပဲပေါ့နော်နည်းနည်းပါးပါကျွန်တော်တို့အတွက်ထောက်ပံ့နိုင်တော့ကျွန်တော်တို့ကလိုတာပေါ့နော်တောင်းဆိုရှင်တာပေါ့နော်စာဝင်နေရကျွန်တော်တို့ကိုဒီနေ့တော့ကျွန်တော်တို့ခက်ခဲကြမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီစာဝင်နေကိုဒုတိယမှာကျွန်တော်တို့ပညာရေးတတိယမှာကျွန်တော်တို့ဒီကျန်းမာရေးကိုကျွန်တော်တို့ကတောင်းဆိုရှင်တာပေါ့နော်အပြည့်အဝအဲ့ဒါကကျွန်တော်တို့တောင်းဆိုချင်ပြည့်ဝမရတော့လည်းပဲကျွန်တော်တို့ကိုသုံးပုံတဝက်အဲ့လိုမျိုးပေါ့ကျွန်တော်တို့လုပ်ပေးပါလို့ကျွန်တော်တို့တောင်းဆိုရှင်တာပေါ့နော်ဦးလျောဗာများတောင်းဆိုရှင်တာလေးရှိလားဗျကျွန်တော်တောင်းဆိုရှင်တဲ့အချက်လေးကအဓိကအရေးကြီးဆုံးကဒီကရက်ကိုရဲ့လူကြီးတွေလူငယ်လူရှိတွေနဲ့ကျွန်တော်တို့နဲ့အတူတူပူပေါင်းဆောင်ရွက်ပြီးမှစရမှာကိုကြီးပန်ပူပေးစီရှင်လို့ကျွန်တော်တို့လူငယ်အုပ်ထားတွေနဲ့ရဲနေရွာရဲ့လူကြီးတွေနဲ့ပူပေါင်းမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တတ်နိုင်တဲ့အရာဘာမှမရှိဘူးစားဖို့တောက်ဖို့လည်းမရှိဘူးအဲဒါကြောင့်ဒီကကျေရွာကလူကြီးရဲ့လူငယ်အုပ်ထားတွေနဲ့ဝဲကိုကြီးပူပေါင်းကိုကြီးဆောင်ရွက်ပေးဖို့အတွက်ကျမရေးပညာရေးစာဝတ်နေရေးအဲ့ဒါတွေကိုအထူးသဖြင့်ကိုကြီးပါဝင်ဆောင်ရွက်ပေးပါလို့ကျွန်တော်တို့မေတ္တာရပ်ခံလိုပါတယ်ဟုတ်ကဲ့ပါအလုံးပဲကျေးဇူးပါ
ใช่ไหมเนาะ atu hika kan naw le plewa le yan rak phat ning ram tok te kan bu chim ko lai le mo atu kan nuwa anaw apasal he ama he se he ama he plewa mi se so kapa le rak phat lai e po ram bu to ronga po ngam ti lawe so andak phan lai uchau na kan bot pi haula ati ma chun je po srak phan na srak ra na se kan ti so andak phan ne chun upabi ka se ronga kai ma ina andak phan than kun len nga andak phan ne minong som riat le pangal se chun andak pha ka chun ai le din lo so kan ma unaw te hin ai le din kan tip pia nga ro te kan chup yak na nin hi chong soมาคันทุกคันอันมาแลนสิขอตอกแต่มาชุมขอจะว่ารถไอ้รถแต่ที่ชุมจนอินจงว่าเห็นกันนี่ชุมแล้วเว้ยมีน้องสมเด็จได้ปังอาจนตำเบเดี๋ยวรวงอ่ะเชฟคัดกระจุอินตังแต่นั่นอีจนดักผักนุขัดที่อินตัวละเข็นบกแต่กันสารเปียกนาเชฟคัดโอเลนช่วงอันอีจนอาหงเราเดี๋ยวเว้ยมีโจมง่ายตัวเตนี่ขันฝรั่งแบบคัดเตแล้วเมย์จะเตียนสิขอตอกไปขับบอกบอลเตะค่ะขนาดดักแปะนายไปขันตูเตียงฮารอนไอ้ยันดิ้งส่วนเวนเอเลยแล้ววีซีเลยแล้วก็ถัดเลยส่วนบอกหนักพักคัดนั่นตูเตียงจุ่มรีเรานั่นนี่จานะขันดีซีแล้วเอสพีแล้วเวนเอเลยขจรดักราอันดักราอินมุนเจนทักในสักเปียกนาลายอันที่อินมุนจันหงเจ้าอินมุนจันกันเชื่อมส่วนมาวเฮอินสักหลักที่งาจากรัวจูนั่นมาเป็นนี่หลากหลายนั่นมาเป็นนี่ไงตัวดีหลายอันที่นี่เห็นสองขันเมาซาขันกันกันปีนะที่เมาซาหนักต้องข้าตรงปาจนซาจังเนี่ยเมากันซาดีนู้ว่าจนเวมเอเล่ดิสิปอนี่จนสักปีจนกันสักปีดึงจุกกระซุมมาจากรัวปจนมาจะได้หลักวนกันทีจนตัวตัวที่เฮียกันดีหุ่นโจเซกอไอ้ดินหอยน่าจนอันมาจนราตานที่ไอ้ดินสุเกนจุ่มเราซึมเลยเกนออกก็อันเกนโคตรเสร็จแล้วเองกันนี่รายการเลยมีหาศาสตร์แต่กันเสียตรงมาเตะอันบ่มีเตะขจุดยาวจะเป็นไอ้กันดึงริกันอมนี่ทุกท่านบารมาเลยคุยกับโคชกท่านนั่นสิถึงได้ไม่เราทำคนสักหนึ่งเตะค่ะตรงป้าตัวหนักเตะขึ้นมั้งไกมากก็คุยหักขาฟารอนเสียตอนนี้ก็ก็ลาคือกลุ่มท้องที่แหละปรกขันก็เห็นกระอมมาจนตุเตียงขั้วกันสายฝ่าเฮปดีกันไงกับฟันูก็ดีคือกลุ่มใส่รกเสต่างไงตามตัวใครเลี้ยวตัวกลุ่มตาพาไกลแล้วถึงส่งกัวแต่อมมีกันเสียคือรำกันรำทุกอัตุยไม่เฮไม่กันอูเฮใจเราเสขโมยอัตุยเรียกว่าอะไรรักรามีนะร้านดักสามนักขโมยขโมยอันดีซีขโมยปาเสอัตัวขโมยปาตรงนี้ใจกินดาราจังกองว่าใจนันทุนก็ว่าหลักปีนี้พอมีรถนักลงไปกันเป็นได้ไล่ยังขโมยปาตรงนี้มีถาตักเสไล่เจ้าครัวอัติมลับเปียกมีนาเฮวันชิมติกขันอัฐาตุตัวใจทุกอินดาราจังกองว่าทุนก็ว่านักปีนี้พอเฮก็เป็นทันไล่วิซีตัวนั่นสินะเปลว่าอะไรยินรำพูรัวออกทาลวินขัวออกทาติลวินดิกาหินนั่นมาขัวเดรังเจนิฟินาติกาหินใจตินดันมาเลยนี่จวนวงนั้นหลับเปียกหนึ่งนะอินสักนะเราจะแคบกองอาศิเสะดีเลยไม่กองอาศิเสะใจทุกเตียงที่ได้ขัวนี้ขัวถอยทุกประคัดไอ้โอ้ยใจทุกเตียงที่ได้จวนวงนั้นหลับเปียกโคนะตัวเห็นมากันลากมาคือโจมีจานคันดีซีและเอสพีลงเลยแต่ละหัวรักโจแล้วก็ที่กะอันอุ้มนักดิ่งอันอินอันสักนักดิ่งปอมุนจงมาอันจงดีและอันองพันลานักคันอันอุ้มนักดิ่งใจในอุ้มเราศิลปลินเตนะอุ้มพอจน
รักกดเปียกนาอูกันที่จบจะศิลปลินเฮบันเดียขัดสองจูตัวเห็นอันนั้นก็จบจุรัวละคันที่กาไลอันอุ่นนักดีคันอำหุนเตเตหันเฮรักสักผู้กันเจริญอันมาฮีดงเลยอันเสียจบดงสองตัวอันเสียแล้วกาคันอันหุ่นมาสองครับกันจับดิจังนาคันอาจารย์วัวเตนาคันนันหลากลาแหน่ปวดมีตาเน้นลามกันเอาลาแหน่กันสักล่าตีหันบางอันแหน่ยินกันดีซีแหละกันเอสพีลงเลยได้เห็นในหัวรักลาคันตีฮีขี้กะอาหารเดียวหรอฮะไปจงให้องค์พอจนไปจงให้หัวกันนักเรียนโตอันมาให้ตีดีปอยหมกเจ้ามีสิเลยกันไปเลยไปจงค่ะหัวกันเปียกลาที่อันนี้ทีแล้วจู่ทอเลยเนี่ยเห็นลุงเลยเห็นอุปกรณ์ที่กระตุ้นสิati khomoy lunglai district chunga umiste ลุงเลยดิสตริก le anma SA le jong se lunglai pal le jong ne hirang jam atura phami ko nga hen andak rak no ko na อันของกันเลยอันจะอุ่นมาเลยมั่วผู้สองวันสิงโจ้งักเสียปอนและอุปาปอนสองค่ะดิ้งสองค่ะอันเป็นนะครับ Second kanilo tak se tu bentukin koram lay rambui kong le tak sa tunga ng kulinan raman tak pani nang mali special in raktore ti hati mi deng tikahin na chungwa lunglom natam bigan lay se